1 2 3 4 do do ti sol la so fa mi re do do ti la sol la fa so mi re do မင်္ဂလာပါဒီနေ့ကွန်ပျူတာပြတ်နေလို့ပေါ့နော်အဲကြောင့်site singing သင်ခန်းစာပေါ့ legend ခန်း35ကိုကျွန်တော်ရေးပြီးပါမယ်ပေါ့နော်ကျွန်တော်ရေးရင်းနဲ့လိုက်ကြည့်ပါပေါ့တကယ်လို့ကိုလိုက်ကြည့်ရင်းနဲ့ကျွန်တော်ရေးတဲ့ note ကိုတီးလို့ရှိရင်အဲ့ဒါအရန်ကောင်းတဲ့အရာဖြစ်တယ်ပေါ့နော်သင်ခန်းစာ၄ရောက်ပြီဆိုတော့ဖတ်တတ်လောက်တင်ပါပြီပေါ့နော် do do ti okay အဲ့ဒါကိုကဲအဲ့ဒါလေးကျွန်တော်ရှင်းပြချင်ပါတယ်အဲ့ဒါလေးက stem လို့ခေါ်ပါတယ်အဲ့ဒီ stem ကဘယ်လိုရှိလဲဆိုတော့တကယ်လို့ line နံပါတ်3ကနေစပြီးတော့ကျွန်တော်တို့အောက်ဖက်ကိုဆွဲချလို့ရပါတယ်เนาะသူ့ရဲ့ rule က line 3ကအပေါ်ဆွဲလိုက်ရတယ်လို့အောက်ဆွဲလိုက်ရတယ်ဒါပေမဲ့အများအဖြစ်အောက်ပဲဆွဲပါတယ်ပြင် line 3ရဲ့အောက်က note တွေကိုတော့အပေါ်ဆွဲတယ်အပေါ်ဘက်ချမ်းဆွဲရင်ညာဘက်ချမ်းမှာဆွဲတယ်เนาะဒါဆိုตึง okay ကဲလေးချက်ရှိပြီဆိုတော့နောက်တစ်ပါးဆက်သွားမယ်နော် okay တစ်ပါးတဲ့ကိုကျွန်တော်လေးချက်ပဲသွားပါမယ် okay ဒါဆိုရင်ဖတ်ကြည့်အောင်ตึงသူရဲ့ချက်တွေတည်တယ်နော်ဒီ note တွေကโอเคဒါဆိုရင်ဒီလောက်ပဲโอเคနော်ကဲဖတ်ကြည့်ရအောင်1 2 3 go t 1 2 3 4 1 2 3 4โอเคဒါကိုအခုကျွန်တော် egg note ဖြည့်ပါမယ်အခုသင်ခန်းစာ၄ရဲ့အဓိက note က egg note ဆိုတော့โอเคဒီနေရာမှာကျွန်တော်အပေါ်ဖက်မြောက်ပါမယ် egg note ထဲမှာဆိုတော့ဒီတန်စင်ကိုပဲကျွန်တော်က egg note ဖြည့်ထည့်လိုက်တာပေါ့နော်ဒီတတိယပြင်1 2 3 and 4အဲ့လိုတော့ဒါစင်ဒီနားမှာ egg note ဖြည့်မယ် okay 1 2 3 and 4 1 2 3 and 4 okay นะဒီနားမှာokayဒါကအပေါ်က pattern အတိုင်းနောက်ဆုံးမှာ C မှာဆုံးရှင်လို့ဒါကို egg note ၄ခုဖြည့်လိုက်မယ်ဒါဆိုတော့ count ကဒီလိုမျိုး count လိမ့်မယ်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 1 2 3 and 4 1 2 3 and 4 1 2 3 and 4 and 1 2 3 4 do re mi နဲ့ဆိုကြည့်ရအောင်နော် do 1 2 3 4 do do ti sol la so fa mi re do do ti la sol la fa
fa so mi re do okay ဒီတစ်ခါအားလုံးဆိုကြည့်မယ်ကျွန်တော်လိုက်မဆိုတော့ဘူး do 1 2 3 go Okay ဆိုနိုင်ကြရဲ့လားတကယ်လို့ဆိုနိုင်တယ်ဆိုရင် comment မှာ yes လို့ဖြေထားပေးပါ နောက်သင်ခန်းစာမှာပြန်ဆောင်ကြပါမယ် bye bye